ကျောင်းခန်းတော့ရောက်ပါပြီသူများတွေကိုပဲကြတော့ရောက်ပါပြီငါတားရှိတားကိစ္စပဲငါလွေးခဏသွားထားလဲလေခဏထားလဲဘာပြနေကြတော့ယောဘာပြနေကြဟဲ့အပေါက်ပိတ်ဒီဘာပြနေရလဲကွာဘာဖြစ်နေရလဲကွာဘာဖြစ်နေရလဲငါညီမလေးပြီးတော့ကြတော့ကြည့်ရဘာဖြစ်နေရလဲဖြုတ်ကြီးတော့ဖြစ်နေတာပဲနော်တော့ပြဿနာအကြီးပဲနော်ဟဲ့ဘာလဲကွာဘာကောင်းမှလည်းမရှိပါဘူးယောဘာကောင်းလဲကွာမသိပါဘူးဟဲ့ဘာကောင်းကြီးလဲဟဲ့ဘုံဆိုပြီးတက်လာလို့မီဟဲ့ငါညီမလေးမျက်စံလေးလားငါညီမလေးမဟုတ်တင်ကြီးချင်းမျက်စံလေးလားဟာဘောငါရမ်းမိုက်စားနေတဲ့ဟာဟဲ့ပြောပေါ်ပြီးတော့ဟဲ့ဟိုညီမလေးပလက်လောင်ဝိုင်းဟိုညီမလေးပလက်လောင်ဝိုင်းဟဲ့မင်းဘာလဲကွာနောက်ဆုံးတော့ဘာဖြစ်လဲကွာငါအတက်ကိုငါတပ်ပြမကွာပြေးလဲပါတယ်ယောမင်းတို့ရုံမလိုက်လားယောမင်းတို့ရုံမရင်တော့ငါမျိုးတော့တရမဖြစ်ငါမြန်တော့မှရမယ်ယောဆရာငါတော့ပြောရမယ်ရန်ဆိုတော့ဘာလာချိုးရတယ်ဆရာရင်ဖုန်းစားမယ်ဆရာခဏလာပါလို့မပြဿနာကြီးတက်နေလို့ငါဘူးဖုန်းခေါ်ရတယ်ဘာပြဿနာကြီးတက်နေလို့ဆုံးပြီးဖြစ်နေခဏလာခဲ့မယ်ဆရာလည်းဖုန်းဆက်ပြီးသွားပြီပေါ်ခဲထားရှိလို့လေငါလာပြီဆရာပေါ်ခဲထားရှိလို့လေကျွန်တော်လေဟိုညီမလေးတို့ကျွန်တော်ဘယ်လိုလုပ်ရမလဲကစားငါပစ္စည်းတွေပါလာတော့နေအရင်ဆုံးကတော့သူ့ကိုတရေမဖြစ်အောင်လုပ်ရမှာနေုံသူ့တရေမဖြစ်အောင်လုပ်ရမှာသူ့တက်ကမှာမင်းလုံးနိုင်ဘူးလားလို့ငါပြောမလို့တက်ကမှာဟုတ်လားကျွန်တော်တော့ပါမယ်ငါယုံတော့ရောက်ရှိသူလာပါပြီငါယုံလာပါပြီငါယုံတော့ရောက်ပါပြီကောက်လုံးမလားခဏနဲ့ပြင်တော့မရခွေးပြီနော်ဒီရလေးနဲ့ဆိုရပြီဟဲ့အမင်းကတော့ပါလိမ့်မယ်လို့ကွာတောင်းမှမာတယ်မင်းတို့ကခွင့်လွတ်ပါကွာတောင်းမှမာမင်းပြောလို့မအပြစ်မပြတ်တော့မင်းကဒီမှာတော့လိုက်မယ်တောင်းမှန်နေတရေမလာခဲ့သူ့ကိုပြီးလို့ရမလားရပါတယ်ဟုတ်ကဲမင်းလည်းလူပြန်ဖြစ်သွားပြီဆိုစိတ်မတူနေနဲ့မင်းကစိတ်တူအောင်ငါလာမပြောနဲ့နော်မျက်စံလေးလားမင်းတရေဖြစ်သွားလို့ငါလုပ်ပြရမင်းအဲ့လောက်ကြီးကျယ်စရာမလိုဘူးရကဲအဲ့လိုပဲဒီဗီဒီယိုလေး subscribe လိုက်အောင်လုပ်ပေးကြပါဦးလို့ပဲဒီတက်ကောင်းတဲ့ဗီဒီယိုလေးအများကြီးကြည့်လို့ရပါတယ်ဒီမှာပြီးရင်တင်မော်လေးကိုလည်းပြီးမှအဲ့မှာဗီဒီယိုရှေ့ဗီဒီယိုနဲ့အဲ့မှာအများကြီးရှိပါတယ်အဲ့အများကြီးကိုလည်း subscribe လိုက်အောင်လုပ်ပေးပါနော်အဲ့မှာလိုက်လုပ်ပေးပါအများကြီးလုပ်ပေးနော်ပြီးရင်မှာ YouTube တွေမှာကြည့်နေတဲ့ subscribe လို့ပြောလိုက်ပဲ subscribe လုပ်ရမယ်ပြီးရင်မှာကြည့်နေတဲ့မှာလက်မထောင်ထားလိုက်တာအဲ့မှာ like လက်မထောင်တာ like subscribe လူတွေမှာကြည့်ရင်တွေ့လိုက်အိမ်မှာပြန်ရှာကြည့်လိုက်အိမ်မှာပြန်ရှာကြည့်လုံးမှာအိမ်မှာကျွန်တော်တင်မုံပုံလေးတွေ့ရင်အိမ်မှာနှိပ်ပြီးအများကြီးကြည့်လို့ရပါတယ်နော်like မှာလည်းlike မှာနဲ့တင်ပြီးတော့အိမ်မှာlike မှာလည်းနှိပ်ပြီးတော့အိမ်မှာတင်မုံပုံလေးကိုနှိပ်ပြီးကြည့်လို့ရပါတယ်အားလုံးပဲတဒါ